ရပြီမယ်နော်မမယောက်ျားရေမမကိုကူရွေးပေးပါဦးဒါလေးက10သိန်းဒါလေးက30ဒါလေးက30ပါမမယောက်ျားမမကပတ်စံမလောက်ပါဘူးယောက်ျားက30တော့ပါတယ်လို့လို့က10သိန်းနဲ့2ဆုံယူလိုက်ပါ10သိန်းနဲ့2ဆုံတစ်ဆုံကတော့တမီးလေးပဲတစ်ဆုံကကျမတော်လာမဟုတ်ပါဘူးမိမရေအမေတို့စိန်နကလေးတည်းဆင်ပေးခြင်းလို့ဘာရှိနေကြဟုတ်လားအမလေးငါယောက်ျားရဲ့ကိုကြီးဟိုမှာတေချာလေးအဖွားလို့စိတ်နဲ့ဆက်မှာဘာလို့မှာလဲကျမသမီးလေးကိုခုအပြိုလေးဖြစ်နေကိုသမီးတို့ပဲကိုကြီးစမ်းမှာယောက်ျားရဲ့သမီးရောဒါလေးကြိုက်လားတိတ်တယ်မေဒါလေးပဲယူမယ်နော်ဒါလေးဝယ်ပေးအဲ့ဆိုရင်ညီမလေးဒါလေးဖြစ်ပြီနော်အမေနော်ဟုတ်ကြပြီမကြောက်ဈေးနဲ့အများအထက်အားရတဘာမှလည်းစီးတယ်ဒီနေ့ပြန်ချင်တယ်ဒီဘုရားညီမလိုက်တယ်ဟုတ်လားတဲ့တယ်မတာနေကောင်းပါလေမေရောနေကောင်းရလားမေရောအငယ်ကောင်းအငယ်မောင်အမေနေထိုင်ကောင်းကြတယ်ပါမေချမ်းပါယူဆက်အမေလေးလည်းဖျက်ကြတော့တယ်ဒါလေးကျမချမ်းသာဘူးဒီတိုင်းစူတောင်းပေးတယ်နော်ဟုတ်ပြီပါရှင်းလာပါဆက်သူ့ကိုမကျင်နိုင်ပြဘာက်မှမပြောဘူးကွာကျမသိပါတယ်ရှင့်မေကိုစိတ်နဲ့ကမဝယ်ပြီးတော့ကျမမကျင်နိုင်ဖြစ်နေမလားကျမပြောတာမဟုတ်လို့လားရှင့်မေကွာလေအသက်ရွယ်နေမလားရိုးတင်တက်မှန်တော့အားလို့ဟိုဟာလေးပူစားလိုက်ဒီဟာလေးပူစားလိုက်သူရှားတယ်မဟုတ်လားဖုန်းတက်ကောင်ကဆက်ပြီးတောင်းတယ်ဘာကွာမင်းဘာစကားပြောတာမင်းငါ့မေကိုစော်ကားနေတော့မင်းတို့ခုလိုမျိုးကောင်းဝင်နေနိုင်စားနိုင်တယ်ငါ့မေငါ့ကိုပညာရေးသင်ပေးခဲ့လို့ကွာဘာလဲငါသားပြောင်းနေတယ်ငါ့မေကိုငကက်တရံတော့ကြောမတန်ဘူးလားမတန်ဘူးသူအဲ့လောက်နေစိတ်ငကဝစ်ချင်သူ့ရွာမှာရှိတဲ့လဲတဲ့ချန်တွေရောက်ပြီးတော့လာဝယ်လိုက်လေဘယ်နဲ့တော့ကိုသမီးလေးတယောက်ရှိတယ်တင်တော့တင်တယ်လေလှလှပပဝစ်စားနိုင်တာကိုစိတ်ဆဲမှမနေလဲဟိုးတောတော်ဟုတ်တာစိတ်မှန်းမသိကြောက်မှန်းမသိတဲ့အဖွားကြီးကိုစိတ်နဲ့တက်ပြီးကိုစဉ်းစားနေတယ်အော်ပါဒီလေအော်တယ်ဟာကွာဒီမိမလောက်ကြပါနဲ့နော်သမီးဒီနေ့တက်လည်းမဝေ့ချင်တော့ဘွားကိုပဲပေးလိုက်ရအောင်နော်သမီးမလို့ချင်တော့ပေးစိတ်ဆင်းရဲနေအောင်လည်းမမြင်ချင်ဘူးတွေ့လားရှင်းကြောင်ကျမသမီးလေးစိတ်ဆင်းရဲရတယ်ရှင့်မေကိုချစ်တာကျမအပြစ်မပြောပါဘူးဒါပေမဲ့ကျမတို့သမီးလေးကိုရှင်းစိတ်ဆင်းရဲအောင်မထားတင်ဘူးမင်းနဲ့နော်တိတ်ဘာမှစိတ်မကောင်းဘူးအဖေ30ကိုအဖေရှော့တယ်သူ့ဘောကတော့အဖေငကက်တရံထပ်ဝယ်ပေးတယ်နော်မင်းနဲ့တိတ်လာသမီးလာဒါကြီးငယ်ကောင်နဲ့ငယ်မအောင်လည်းဒါစောက်ချောက်ရမယ်နော်ဒါနော်ဟုတ်ကဲ့ပါမေဒီလိုချိန်မှာအမေကိုရွာနေတာအမေကိုတကယ်ပဲလွမ်းတာဆွေမျိုးတွေကိုလည်းလွမ်းတာစိတ်ရဲ့ဖြစ်ရဘယ်မှာရှာမရပါသက်တာပဲငါသားရဲ့ငါသားကအားလိမ့်ပါလားဒီလိုချိန်မှာအမေဟန်လေးကိုလွမ်းနေတာဒုငယ်တငယ်ချင်းများရဲ့ရောသားတွေကိုလည်းလွမ်းတာစိတ်ရဲ့ဖြစ်ရဘယ်မှာရှာမရလာထိုင်ဟာကိုကြီးကကျွန်တော်မင်းညဖုန်းဆက်သေးတယ်ကိုဖုန်းမကင်လို့ဟုတ်လားဟာဒါနဲ့မင်းရန်ကုန်အလဲလားမဟုတ်ဘူးကိုကြီးကျွန်တော်ဒီ online ကနေအလုပ်လျှောက်တာအလုပ်တစ်ခါရတော့ရန်ကုန်ချင်းတက်လာခဲ့တာကောင်းလိုက်တာငင်အောင်ကွာဘာမှအားငင်နဲ့ရန်ကုန်ကိုကြီးကြောင်ရှိတယ်မင်းငါ့အိမ်မှာပဲနေနော်ဟာဝမ်းသာလိုက်တာကိုကြီးကျွန်တော်ဘာဖြစ်ဒီအစင်မပြေပါမလားလို့တွေးနေတာကိုကြီးဘာအစင်မစီရရှိရမလဲကွာညီကိုချင်းကိုပဲမင်းဘာမှအားနာစမ်းမလို့ငါ့အိမ်မှာပဲနေဟုတ်ပြီလားဘသူအိမ်မှာနေပါလို့ပြောနေတာရှင်ကကျမတို့တော့မတိုင်ဘူးရှင့်စိန်နေကြရှင့်ညီကိုခေါ်တင်သားမယ်ပေါ့ဒီခေတ်ဒီကာလမှာပြောတဲ့တော့ဘလောက်ကြီးလဲဆိုရှင်းသိမလားဟာမင်းကလေးစီမှာဘာလာပြောနေငါကိုတယောက်နဲ့တော့လုပ်ပေးမှမရှိရဘူးကွာဟောရှင်ကရှင်းနေချင်းမှာမပြောချင်တော့ရတယ်ရှင့်ကဘာမှမပြောဘူး
ကြဘူးပဲကျမသမီးလေးကအရွယ်ရောက်နေပြီဘယ်ကစိမ့်နဲ့မှကျမတိန်နဲ့မှနေရာစိတ်မစားနိုင်ဘူး ဘာငါညာစိမ့်လားမင်းကဘလို့စကားပြောလိုက်ရလဲငါညီရှိမှငါ့ကိုအဆက်ခွဲတဲ့မင်းမငါညာအတော့ရလို့ပြန်လာလို့ဝမ်းသာနေရလေမင်းတော်တော်စောင့်ကြည့်မကောင်းတဲ့မင်းမမင်းလိုမင်းမကိုဆက်မကောင်းမင်းမအဲ့တိုင်းပဲ ရပါတယ်ကိုကြီးဟာကျွန်တော်ကြောင့်ကိုကြီးတို့မိသားစုပြည့်မခံပါနဲ့ကျွန်တော်လုံးနဲ့နေတဲ့နေရာမှာပဲစောင့်ကားနေတယ်တော့ ငင်းကောမင်းမတော်ပါနဲ့ပါငင်းကောရှင်လိုက်သွားရင်ရှင်နဲ့ကျမနဲ့အကွဲပဲနော်ကျမတို့တာမီးနဲ့ဒီစင်တော့မပြန်လာနဲ့ရှင်ကျမအကြောင်းကောင်းကောင်းသိပြရမယ် နေကောနေကော ရှင်ကျမပြောပြမကြောက်လား ဒီမာလေးတန်ရောစင်ချိုးများကချီနှောင်းကဒီမာလေးတန်ရောစင်တွေ့တာတို့နေရာသမီးနဲ့ဇနီးလည်းမခွဲချင်အမေကိုလည်းအသေးတွေအမြင်မြင်စိတ်နဲ့ချစ်ရင်လေးခိုင်မာကိုယ့်ရဲ့ချစ်လေးရှာတော့ကများမကွာနိုင်ပါနာတာရလာဘဝမှာမစေချင်ပါ အဲ့ဒါအဖေကစုံပါပါပြီဆိုတော့အကိုကြီးအဖရအတိုင်းငယ်ကောင်းနဲ့ငယ်မကိုငါသားမရှောက်ရမှာနော် စိတ်ကြပါမယ်ဒါကြိုးစားမယ်လို့ပြီးပေးပါရမယ် ဟယ်လို ဟယ်လိုအင်းလားအမပါ ဟုတ်ပါမ နင်အလုပ်ကောစင်ပြေလားဟာ ဟာစင်ပြေတာဗောမရဲ့ဟာတတိယလည်းရန်သဘောကောင်းလိုက်တာလည်းများတယ်မရဲ့မမနင်းကိုနေရလားမဘာဖြစ်လို့လဲ အမေနေမကောင်းဟာငါတယောက်တည်းဆိုတော့ဘာလို့ဘာကံမှမသိဘူးဟာနင်မရှိတော့ငါအားငယ်တယ်ပြီးတော့အမေကလည်းနင်နဲ့ကိုကြီးကိုနေ့တိုင်းမေးနေတာဟာ မမအမငယ်နဲ့ဘာလို့ခွင့်ချက်ပြန်လာခဲ့လဲ ပြန်မလာပါနဲ့ဟာနင်လောက်ကဒီလောက်ကောင်းတယ် ဟာတက်တာဆိုတော့ရင်မကြည့်ပြန်ရှာလို့ရတယ်အဓိကအမေစိတ်ချမ်းသာဖို့အမေထည့်ရေးကြည့်တာဘာမှမရှိဘူးအမေကိုစေးကောင်းခုနကငါတို့မှရှိရလေရောက်မယ်တကယ်လို့မလောက်ခဲ့ငါတို့အိမ်မှာရောက်မယ်ဟာငါပြန်လဲနေရစေးအောင်ဆောင်ပြီးတော့မှဟာအမေတို့စေးဘောခေါ်ပြင်မှာထွေးတော့မှရှာလို့ရတယ်ဒီဘာမှအမငယ်နဲ့ငါ့ကိုပြန်လာခဲ့ပြီ အေးပါဟာ ရှင်သူနဲ့ဘုံပြောနေရပဲ မင်းနေမကောင်းလဲကွာအဲ့ကြောင့်နေကောင်းလှုပ်ထွက်ပြီးပြန်သွားတယ်3လေးလောက်ရှိပြီ အမလေးရှင့်ကြီးပြောတဲ့စကားကိုလေရှင့်ရှုံးနေသေးတယ်သိလားမေအေကိုအကြောင်းပြပြီးတော့ပြန်သွားလာရှင့်ကြီးပုံစံကလေကျမအစတွေကသိပြီးသားလက်ကြောကိုတင်တာမဟုတ်ဘူးအခုလေသူကသူမြို့မှာမနေနိုင်တဲ့ဟာကိုမေအေကိုအကြောင်းပြပြီးပြန်သွားလာတသက်လုံးကြီးပွားမဲ့ကောင်မဟုတ်ဘူး မင်းထင်လို့မဟုတ်ပါဘူးမိမရမင်းတကယ်နေမကောင်းလို့ပြန်သွားတာဆွမ်းနာလည်းမင်းနဲ့ဖုန်းပြောတယ်မိတန်လည်းအရင်ပြောတယ်မင်းလည်းကငါနဲ့တွေ့ချင်တယ်ငါရွာလိုက်တော့မှရမှာမိမရောလိုက်အောင် ယောက်ျားရဲ့အမေကျမရေးပဲမိမလည်းလက်ချင်တာပေါ့ဒါပေမဲ့သမီးလေးရဲ့ဆောင်မွေးရရှိနေသေးတယ်လေသူ့ဆောင်မွေးရတယ်မကြိုက်ဘူးပြီးတော့မိမတို့ခဏလေးတော့ဆောက်ရရအောင် Huh?